ကဲတိုင်းတော်လည်းဝင်မင်္ဂလာပါပန်နာ gaming channel ကနေပြန်လဲလို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပန်နာတို့ကဒီ free token နဲ့လာနေတယ်လာနေတဲ့ free token ကကျွန်တော် Cash of Calendar event အတွက် free token လာနေတာနဲ့ကျွန်တော်တို့ diamond လေးတွေထည့်လိုက်တယ်ဗျာ diamond လေးထည့်လိုက်ပြီးကျွန်တော် free token လေးတွေဂုံးဆင်းမယ်ပြီးတော့ရင်တော့ကျွန်တော် free token ကလေးတွေနဲ့ဖောက်သွားမှာပဲဖြစ်ပါတယ်ကဲဆိုတော့အဓိကအဖြစ်တော့ free token ဖေးဝါးမှာ Selena ရဲ့ Zenith skin ကြီးကိုရနိုင်လားဆိုတာလေးကျွန်တော်အနေနဲ့ဖောက်ပြပေးရပါတော့ diamond အနေနဲ့ကတော့900လောက်ထည့်လာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ diamond 600ထည့်လိုက်ပါတယ်အဲ့ကျွန်တော်ရှိမှာကျန်တဲ့ diamond နဲ့ဆိုတော့ diamond 658လုံးပေါ့နော်ကဲအဲ့တော့ကျွန်တော်ပထမအဦးဆုံး one draw ကိုကျွန်တော်ဒီတိုင်းရိုးလေးပဲပေါ့နော်AC လေးပဲဖောက်လိုက်မယ်ပြီးတော့ရင်တော့ကျွန်တော်ထပ်ဖောက်မယ်ဆိုတော့ကျွန်တော်ဒီ free token mission တစ်ခါလေးဖြည့်ပြီးသားဖြစ်သွားအောင်ကျွန်တော် diamond 900သုံးပြီးတော့တစ်ခါလေး 10 draw ကိုဖောက်လိုက်မယ်ကောင်းကြီးလို့ okay ဒီတစ်ခါတော့ AC လေးပဲဖောက်မယ်ကောင်းကြီးလို့ရသေးလားရင်းထဲမှာခံစားချက်တွေတိတ်မကောင်း skin လေးဖောက်တော့ diamond တွေခဏလက်ဥလေးပေါင်လာလက်ဥလေးလည်းမရွေးနိုင်တော့အဲ့တော့ခံစားချက်တွေမကောင်းဆိုတော့တည့်ရမှာကောင်းကြီးပဲစိတ်ထဲဝမ်းနေနေအဲ့ကြောင့်slow လေးနဲ့ပဲဖောက်တော့အရသာခံပြီးတော့ဖောက်တော့မကောင်းကြီးလို့ okay နော်ဒီ chevrolet တော့ကတော့ခဏနေတင်ဂိတ်တာရင်းလည်းခဏနေဒါတင်ဂိတ်တာရင်းကဘာမှမထုတ်ပါokayအဲ့တော့ free token ကြီးယူမယ်အဓိကအချက်ကြတယ် free token 29ကတိတိကိုရတယ်ဆိုတော့ကျွန်တော်အနေနဲ့29ကနဲ့ဖောက်မယ်လေကောင်းကြီး okay အဆင်ပြေနော်29ကနဲ့ပေါက်နိုင်လားဆိုတော့တစ်ချက်ကြည့်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ရှေ့မှာတော့အနေငယ်တော့ဖောက်တာတည်တယ်ဒါပေမဲ့ပေါ့နော်အနေငယ်တော့ဖောက်တာတယ်ဒါပေမဲ့မပေါက်ဘူးပေါ့နော်မပေါက်ဘူးဆိုရင်ရအဲ့တော့ကျွန်တော်ပုံမှန်လေးပဲ AC လေးပဲဟိုပဲကျွန်တော် one draw လေးနဲ့ဖောက်မယ်ကောင်းကြီးလို့ okay အဆင်ပြေရနော် okay one draw လေးနဲ့ပဲဖောက်မယ်ညိုးလိုက်ပဲတိတ်ကြည့်သူလည်းတင်ပါတယ်ကွာဗျာဘာရင်ပေးလို့ပေးမနိုင်ကိုလည်းစဉ်းစားလို့မရအမှန်တိုင်းပြောတကယ်ပြောတာနော်စီဗီလာစကင်ကြီးပြန်ပါတာတော်တော်များနေပြီးတော့ဇင်းနဲ့စကင်ဆိုတာရလဲသူစိတ်ကူးပေါက်မှပြန်လာတဲ့ကောင်ကြီးပေါ့နော် promo diamond နဲ့တော့တွဲပြီးတော့ဖောက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တန်တာပေါ့ကောင်းကြီးတွေပဲဒါပေမဲ့ပြင်မလား promo diamond မဆောက်နိုင်တော့ promo diamond လိုက် record ဖောက်မှာနိ record ဖောက်မယ်ဆိုလဲကိုရှိမှာ app record ရရှိပြီးသားအဲ့တော့လေတခြားနေရာတော့ F လေးကျန်တော့တောက်ဖြုံးလို့တော့ရရပါတော့ခေဆိုပေါက်သွားခဲ့ပြီကောင်းကြီးတွေနောက်ဆုံးမှာတော့အရန်လာတဲ့ Selena ရဲ့ဇင်းနဲ့စကင်လေးကိုပေါက်သွားခဲ့ပြီဖြစ်ပါတယ်သူ့အနေနဲ့ကတော့မဆိုးကောင်းကြီးတော်တော်လေးကိုလာတယ်ဗျာဒီလားအဓိကဒီသူ့ရဲ့ scale 1 scale 2တွေတုံးလိုက်တော်တော်လေးမှလာရလို့တော့တင်းတိကျရလာတယ်ကျင်းဆို screenshot လေးရိုက်ထားလိုက်အောင်ကောင်းကြီး okay အဆင်ပြေတယ်ပုံမဆိုးကောင်းကြီးဒီမှာပေါက်သွားတာတော့ဒီမှာပေါ့နော်Cash of Calendarဆိုပြီးတော့မဆိုးပါဘူးကဲဆိုဘယ်လောက်ကြံနေလဲဆိုတော့ကျွန်တော်ရှိမှာ diamond နဲ့ကြံနေတဲ့ကောင်းကြီးကို diamond နဲ့ကြံနေတဲ့ free token ကြီး15ကကြံနေအဲ့တော့10 draw နဲ့ပဲထပ်လိုက်တော့မယ်အဲ့တော့ပေါက်ချင်တာပေါက်တော့နော်ဒါတော့ free token 15ကတော့ပုံနေသေးတယ်ဒါတော့တခြားမဟုတ်ဘူးကျွန်တော်ကအဓိက draw က120ပြည့်သွားခဲ့ပြီပေါ့နော်ကျွန်တော်ဒီ free token နေဆိုလို့ရှိရင်နောက်မှဒီတိုင်း draw ကကျွန်တော်တို့39ကလောက်ပဲရမှာ free one နဲ့တော့ပေါက်ဖို့တော့မလွယ်ဘူးဒါပေမဲ့ကျွန်တော်ရှေ့မှာဖောက်ခဲ့ထားတာလေးတွေအနေငယ်လေးရှိလို့ပေါ့နော်ကဲဆိုတော့စကင်လည်းရပြီးသွားပြီဆိုတော့ကျွန်တော်ထပ်ပေါက်စရာလည်းဘာမှမရှိတော့အဲ့တော့ကျွန်တော်ရတဲ့မြ free token နေမယ်အကုန်ဖြုံးလိုက်တော့လေကောင်းကြီးကဲနောက်ဆုံးတော့ diamond 113လုံးကျန်နေ Selena ရဲ့ Zenith skin ကိုလည်းရရှိသွားခဲ့ပြီဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီအသစ်ထွက်ထားတဲ့ဒီ E8 ရဲ့ ambient skin လေးကိုလာပြီးတော့ဆမ်းပြီးတော့ကန်ကြည့်သေးတယ် skin ကတော့အပိုင်ဝယ်ရလားဆိုအပိုင်တော့မဟုတ်အစမ်းသုံးကတ်လေးနဲ့ပဲလာပြီးတော့ try ပြတာ skin animation effect လေး brother show လို့ရအောင်ပေါ့နော်တော်တော်လေးမှလာရဗျာအဓိက ultimate ကိုတော့ကျွန်တော်တော်တော်လေးမှအားရတယ် ultimate တုံးလိုက် skin 1လေးကတော်တော်လေးမှလာတာပဲဖြစ်ပါတယ်ဆိုတော့ brother တို့ကဘယ်လိုမြင်လဲ comment မှာတစ်ချက်မှန်ခဲ့ပေးပါဦးနော်ကဲဆိုတော့ like and subscribe လေးလုပ်ခဲ့ပြီးမမေ့နဲ့နော်ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတာယူပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပေးနေတဲ့ပရိုတို့အတွက်ကျွန်တော် giveaway ကိုနောက်ဆုံးမှာဘာလို့ထည့်ပြောရလဲဆိုလို့ရှိရင်တော့ဖြင့်တည့်ရမလားဗီဒီယိုလေးအဆုံးထိကြည့်တဲ့သူတွေကိုပဲ giveaway ရစေချင်လို့ပါ giveaway ကဘာပေးမှလဲဆိုတော့ကျွန်တော် starlight တစ်ကပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့comment လေးမှာပေါ့နော် ID လေးတွေမှတ်ခဲ့ပေးကြပါဦးကဲဆိုတော့အားလုံးကျေးဇူးများတင်ပါတယ် see you next video guys